အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ဂျပန်နင်ဂျာဂိုင်းနဲ့ဝင်သွားတဲ့ Justice League ကို Batman တယောက်တည်းကပဲရင်ဆိုင်တိုက်ခိုက်မဲ့အကြောင်းပဲဖြစ်ပါတယ်ဇလန်ရဲ့အစမှာတော့ Batman ရဲ့သားဖြစ်တဲ့ Damian ကအိယာကနေနိုးလာပါတယ်Damian က Batman စီကိုသွားတဲ့အခါမှာတော့ TV မှာယာကူဇာ Hurricane မုန်တိုင်းတိုက်တော့မယ်လို့သတင်းလာနေပါတယ်Batman ကအတိတ်ကိုပြောင်းလဲလိုက်တဲ့အတွက်အခုဂျပန်နိုင်ငံကကမ္ဘာမြေပုံပေါ်မှာမရှိတော့ကြောင်းပြောပြပါတယ်Batman က Justice League ကကျန်တဲ့သူတွေနဲ့အဆက်အသွယ်ရလာလို့ Efra ကိုမေးတော့ Justice League ကရုံးခန်းပါမရှိတော့ကြောင်းပြန်ဖြေပါတယ်။ Superman, Aquaman, Wonder Woman နဲ့ Flash တို့ပါမရှိတော့ဘူးလို့ Efra ကဆက်ပြောပါတယ်။ Damian ကသူတို့ပဲတခြားကမ္ဘာကိုရှောင်နေလာမေရော Batman ကဒီကမ္ဘာကသူတို့ကမ္ဘာလို့ပဲပြန်ဖြေပါတယ်။ချက်ချင်းပဲ Damian နဲ့ Batman တို့ဝစ်ဆောင်ဝစ်ပြီးလေရင်စီးကရှာကူစာဟာရီကိန်းတိုက်နေတဲ့နေရာစီသွားကြပါတယ်။ကော်တမ်မျိုးလေးကောင်မှာတော့ယာကူဇာတွေအများကြီးဟာမိုးပေါ်ကမိုးပြန်ကျန်းလွယ်အိတ်တွေနဲ့ဆင်းလာကြပါတယ်။ယာကူဇာနဲ့ရဲတွေတိုက်ခိုက်နေကြတော့ဘတ်မန်တို့ရောက်လာပြီးယာကူဇာတွေကိုတိုက်ခိုက်နေပါတယ်။အဲဒီအချိန်မှာ Nightwing တို့ရောက်ရှိလာခဲ့ပြီးယာကူဇာတွေကိုကိုကြီးတိုက်ခိုက်ပေးပါတယ်။ Nightwing ကဘာတွေဖြစ်နေရလဲမေးတော့ Damian ကဂျပန်နိုင်ငံမရှိတော့ကြောင်းနဲ့ Justice League လည်းမရှိတော့ကြောင်းပြန်ဖြေပါတယ်။ဂျပန်သားမရှိတော့ရင်ယာကူဇာတွေဘက်ကရောက်လာလဲလို့တွေးနေကြတော့မိုးပေါ်မော်ကြီးရဲ့အခါမှာတော့ဂျပန်နိုင်ငံကိုတွေ့လိုက်ရပါတယ်။ Batman ကအပေါ်ကိုသွားကြည့်အောင်မယ်လို့ပြောပြီးကြံတဲ့သူကိုယာကူဇာတွေကိုရှင်းဖို့ခိုင်းလိုက်ပါတယ်။ Damian လည်း Batman နဲ့လိုက်သွားပြီးလေယာဉ်နဲ့ဂျပန်နိုင်ငံစီသွားကြပါတယ်။အဲဒီအချိန်မှာ Air France ဖုန်းဆက်ပြီးဂျပန်နိုင်ငံစီကနေထူကြတဲ့စွမ်းအင်တစ်ခုရနေကြောင်းလှမ်းပြောပါတယ်။ Batman ကစစ်တီးရဲ့အခါမှာတော့အချိန်ခရီးသွားတဲ့စွမ်းအင်ဖြစ်နေကြောင်းသိလိုက်ရပါတယ်။ဒါကြောင့် Batman လည်းဂျပန်နိုင်ငံလိုပဲသူတို့ကတခြားကမ္ဘာတစ်ခုမှရောက်နေရဲဆိုတာသိလိုက်ရပါတယ်။ Batman ကအချိန်ခရီးသွားဆိုင်ကိုအသုံးပြုပြီးအရာရာပုံမှန်ပြန်ဖြစ်အောင်လုပ်ဖို့အကြံထုတ်လိုက်ပါတယ်။သူတို့ဂျပန်နိုင်ငံနဲ့ရောက်လာတဲ့အခါမှာတော့ Green Lantern ပေါ်လာပြီးသူတို့ကိုတိုက်ခိုက်ပါတယ်။ Green Lantern ကဟာလာနီမီသားစုအပိုင်းနဲ့မြေရဲ့ကိုဝင်ရောက်လာကြောင်းနဲ့ရှစ်ဆက်တွင်တိုက်ခိုက်မှဖြစ်ကြောင်း Batman တို့ကိုပြောပါတယ်။ Batman တို့က Green Lantern ကိုမျက်ခြေဖြတ်နိုင်ပေမဲ့ Aquaman ပေါ်လာပြီး Batman တို့ကိုထပ်တိုက်ခိုက်ပါတယ်။ကော်တမ်မျိုးမှာတော့နိုင်ဝင်တို့ယာကူဇာတွေကိုတိုက်ခိုက်ပြီးတဲ့နောက်မှာ Flash ပေါ်လာပြီးနိုင်ဝင်တို့ကိုတိုက်ခိုက်ပါတယ်။အဲဒီအချိန်မှာ Batman တို့လေရင်ကလည်း Aquaman နဲ့ Green Lantern ကြားရဲ့ပြတ်ကျသွားပြီး Aquaman က Batman တို့ကိုတိုက်ခိုက်တော့မဲ့အချိန်မှာ Wonder Woman ရောက်လာပြီးဒိုင်းနဲ့ကာပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ Aquaman နဲ့ Green Lantern တို့က Wonder Woman ကိုတိုက်ခိုက်ကြပါတယ်။ Wonder Woman ကနှစ်ယောက်တယောက်ချပြီး Batman တို့ကိုကာကွယ်ပေးနေပါတယ်။ Wonder Woman က Aquaman ကိုတိုက်ခိုက်နေတဲ့အချိန် Green Lantern ကနောက်ကရောက်လာပြီး Wonder Woman ကိုဓာတ်နဲ့ကျွဲထားလိုက်ပါတယ်။အဲဒီအချိန်မှာHarley Quinn ရောက်လာပြီး Wonder Woman ဘက်ကနေဝင်တိုက်ခိုက်ပေးနေခဲ့ပါတယ်။ကော်တမ်မျိုးမှာနိုင်ဝင်တို့ Flash နဲ့တိုင်ပင်နေတဲ့အတွက် Red 2ရောက်လာပြီးချော်စီရင်းနဲ့ Flash ကိုချော်လဲအောင်လုပ်ပေးလိုက်ပါတယ်။ဂျပန်နိုင်ငံမှာတော့ Green Lantern ကအစွမ်းကုန်သမားကိုတတိထားမိရဲ့အတွက်တက်ပြန်ဆုပ်ဖို့ Aquaman ကိုပြောပြီးထွက်သွားကြပါတယ်။ Red Hood ကFlash ကိုတတိမေးအောင်လုပ်ဖို့ကြိုးစားတဲ့အခါမှာ Flash ကစွမ်းအားတွေအကုန်သုံးပြီးဂျပန်နိုင်ငံစီပြန်ပြေးသွားပါတယ်။ Flash ဘာဖြစ်သွားတာလဲလို့ Red Hood ကမေးတော့အော်ဂီယာတွေတော်တော်များများဖြစ်နေကြောင်း Nightwing ကပြန်ဖြေပါတယ်။ဂျပန်နိုင်ငံမှာလည်း Batman ကဘာတွေဖြစ်နေလဲဆိုတာကိုအဖြေရှာနေပါတယ်။ Wonder Woman ကဂျပန်နိုင်ငံထဲမှာယာကူဇာဂိုင်းတွေအများကြီးရှိကြောင်းနဲ့နေ့တိုင်းဂိုင်းတွေနေရာလူနေရာဖြစ်ကြောင်းပြောပြပါတယ်။ဒါကြောင့်ဂျပန်နိုင်ငံကလူတွေဟာအသက်ရှင်သန်ဖို့အတွက်ဂိုင်းတဂိုင်းတွေကိုမဖြစ်မနေဝင်ရကြောင်း Wonder Woman ဆက်ပြောပါတယ်။ဂျပန်နိုင်ငံမှာဥပဒေဆိုတာလည်းမရှိပဲယာကူဇာတွေကပဲယာကူဇာတွေအပေါ်ထိန်ချုပ်နေရကြောင်းမိမဲအတိုင်းပြီးဖြစ်နေပါတယ်။ Damian က Green Lantern နဲ့ Aquaman တို့ပါဝင်တဲ့ဟာနေမီသားစုအကြောင်းကိုမေးပါတယ်။ Wonder Woman ကဟာနေမီသားစုဟာဂျပန်နိုင်ငံရဲ့နေရာအများစုကိုအုပ်ချုပ်ထားတဲ့မိသားစုဖြစ်ပြီးအစိုးရကအစိုးဆုံးဖြစ်ကြောင်းပြန်ဖြေပါတယ်။ဟာနေမီသားစုဟာရှင်ပြဖို့လိုလာရင်ဘယ်သူကိုမဆိုရှင်ပြဖို့ဝင်မလေးကြပါဘူး။ Wonder Woman ရဲ့အမေဆုံးမိသားစုနဲ့တွန်မြူစုမိသားစုကပဲဟာနေမီသားစုကိုစန့်ကျင်ဖို့တတိရှိတာဖြစ်ပါတယ်။ဒါပေမဲ့ဂျမျိုးစုမိသားစုရဲ့ကောင်ဆောင်ဖြစ်တဲ့တရောတက်ခံလိုက်ရောက်ပြီးရဲ့နောက်မှာဂျပန်နိုင်ငံရဲ့ယာကူဇာဖွဲ့စည်းကြီးပြုတ်ကွဲသွားပါတယ်။အခုချိန်မှာတော့အမေဆုံးမိသားစုကပဲနင်ဂျိုရိုရအစင်လာအတိုင်းကျင့်သုံးနေကြတာဖြစ်ပါတယ်။နင်ဂျိုရိုရလမ်းစဉ်ဆိုတာကတော့မှန်တဲ့လောက်ရက်ကိုတရားမတော်မကြောက်ပဲလုပ်တဲ့လမ်းစဉ်ဖြစ်ပါတယ်။ဟာနေမိသားစုတွေမှာအတန်ထက်မြက်အောင်ပြည်နိုင်တဲ့လူတယောက်လည်းရှိသေးကြောင်းWonder Woman ကပြောပြပါတယ်။ဟာနေမိသားစုရဲ့ကောင်ဆောင်ကတော့တိုက်တွေကိုလက်သီးတစ်ချက်ထဲနဲ့ဖြိုခွဲပြနိုင်တဲ့ Superman ဖြစ်ကြောင်းWonder Woman ကဆက်ပြောပါတယ်။ Batman ကပြောက်သွားတဲ့ Justice League အဖွဲ့ဝင်တွေဟာဂျပန်နိုင်ငံထဲရောက်နေမှ
ဟောသွားပါတယ်။ဟာကနေမိသားစုကဂျပန်နိုင်ငံတည်းမဟုတ်ပဲခေါ်တမ်းမျိုးကိုပါနေမြေချဲ့ထွင်ချင်တာဖြစ်ပါတယ်။ဒီဂျပန်နိုင်ငံဟာတမိုးထူချနေတဲ့အတွက် Justice League ကလည်းနိုင်ငံရဲ့အခြေအနေကိုလိုက်ပြီးပြောင်းလဲသွားရတာဖြစ်မယ်လို့ဘတ်မန်ကတွေးနေပါတယ်။ဘတ်မန်ကဒါရီဟာလူတစ်ယောက်ရဲ့လက်ချက်ဖြစ်ရမယ်လို့ထင်နေပါတယ်။ဘတ်မန်ကသူ့လေရင်ကိုပြင်ပေးဖို့ပြောတော့ဝန်တာဝူမန်ကသူ့လူတွေပြင်ထားပေးပြီးဖြစ်ကြောင်းပြောကဘတ်မန်တို့ကိုလိုက်ပြပါတယ်။ဘတ်မန်ကဟာလီကွင်းကိုတွေ့ပြီးဟာလီကွင်းကသူတို့ကဘာကမှန်တီးသွားတဲ့အခါမှာတော့မင်းညကဖန်ထားရကဘလို့ထွက်လာတာလေဘတ်မန်မိပါတယ်။ဟာလီကွင်းကဂျိုကာကသူမကိုလှော်အောင်ကိုညီပေးလိုက်တာဖြစ်ကြောင်းပြောတော့ဘတ်မန်လည်းဂျိုကာပါလွတ်သွားပြီးဆိုတာသိလိုက်ပါတယ်။ဘတ်မန်ကဂျိုကာပမာလဲပြီးတော့ဟာလီကွင်းကိုချင်းချောက်ပြီးမိတဲ့အခါဝန်တာဝူမန်ကဝင်တာပါတယ်။ဝန်တာဝူမန်ကသူတို့နှစ်ယောက်ဟာဒီအိမ်တော်မှာဧည့်သည်တွေဖြစ်ကြတဲ့အတွက်ရှက်မဖြစ်ပဲတဲ့အောင်နေကြဖို့ပြောပါတယ်။ဟာလီကွင်းကဘတ်မန်နဲ့တဖွဲ့တဲ့အတူတူမနေခြင်းဘူးဆိုကထွက်သွားပါတယ်။ဘတ်မန်ကလင်းနိုကူစီပြန်သွားပြီး Justice League ကိုအနိုင်ယူဖို့အစီအစဉ်ဆွဲမဲ့အကြောင်းတင်မီယန်ကိုပြောပါတယ်။ဘတ်မန်ကအရင်တည်းကလိုအပ်လာရင်အနိုင်ယူဖို့ဆိုပြီးအစီအစဉ်တွေဆွဲထားတာဖြစ်ပါတယ်။ဘတ်မန်ကဝန်တာဝူမန်ကိုကျေးဇူးတင်စကားပြောပြီးဟာကနေမိသားစုကိုအနိုင်ယူပြမယ်ပြောကထွက်သွားပါတယ်။သူတို့ပြန်တဲ့အချိန်မှာဟာကနေမိသားစုရဲ့စူပါမန်ရောက်လာပြီးသူတို့ကိုတိုက်ခိုက်ပါတယ်။စူပါမန်ကရာဇေကူသူတို့ကိုအခေါ်လှလိုက်တာကြောင့်လိုက်ခဲ့ဖို့ဘတ်မန်ကိုပြောပါတယ်။ဒါကြောင့်ဟာကနေမိသားစုရဲ့ခေါင်းဆောင်ဟာရာဇေကူဆိုတာကိုဘတ်မန်ကသိသွားပါတယ်။ဒီအချိန်မှာဂျိုကာရောက်လာပြီးဘတ်မန်ကိုသူပဲတိုက်ရမယ်လို့ဆိုကစူပါမန်ကိုတိုက်ခိုက်ပါတယ်။စူပါမန်ကဘတ်မန်တို့ရဲ့လေရင်ကိုဖျက်ဆီးလိုက်ပြီးဂျင်မီယန်ကိုအပြည့်ဆွဲထုတ်လိုက်ပါတယ်။ဘတ်မန်ကတော့လေရင်ထဲပါသွားပြီးလေရင်ပြတ်ကျသွားပါတယ်။ဂျိုကာကချက်ချင်းပဲဟာလီကွင်းကိုထားခဲ့ပြီးဘတ်မန်ကိုသွားပြေးခဲ့ပါတယ်။ဂျိုကာကဂျက်လွယ်အိတ်တုံးပြန်ကိုဘတ်မန်ရဲ့လေရင်အောင်မှာထားပေးပြီးဘတ်မန်ကိုကယ်လိုက်ပါတယ်။စူပါမန်ကဟာလီကွင်းကိုတတ်တော်မဲ့အချိန်မှာဝန်တာဝူမန်ရောက်လာပြီးစူပါမန်ရဲ့လက်တီကိုကာကွယ်လိုက်ပါတယ်။ဝန်တာဝူမန်ကဟာလီကွင်းဟာသူ့ရဲ့ဧည့်သည်ဖြစ်တာကြောင့်လက်ဖြားနေအောင်ထိခွင့်မပေးဘူးလို့စူပါမန်ကိုပြောပါတယ်။စူပါမန်ကတင်မီယာကိုဖမ်းမိထားတာဖြစ်ကြောင်းတည်ရတဲ့အခါမှာတော့စူပါမန်လည်းနောက်တစ်ခါမှဝန်တာဝူမန်ရဲ့ခေါင်းကိုယူမယ်လို့ပြောပါတယ်။ဝန်တာဝူမန်ကလည်းသူမမှာတော်မားတဲ့လေဘေးရှိတဲ့အတွက်စူးစမ်းပြီးဖြတ်ယူရလိမ့်မယ်လို့ပြောပါတယ်။ဂျိုကာနဲ့ဘတ်မန်တို့ခေါ်တမ်းတင်ရောက်တော့ဘတ်မန်ကဘာလို့သူ့ကိုကိုညီတာလဲလို့ဂျိုကာကိုမေးပါတယ်။ဂျိုကာကသူကိုယ်တိုင်ပဲဘတ်မန်ကိုတတ်ချင်လို့ဖြစ်ကြောင်းပြောပြီးထွက်သွားပါတယ်။ဟာကနေကြောက်ဝါမာတင်မီယန်ရာဇေကိုနဲ့တွေ့နေပါတယ်။ရာဇေကိုကတစားချုပ်တစ်ခုကနေအချိန်ခီးသွားဆွဲရင်ရပြီးအတိတ်ကိုပြောင်းလဲပစ်ခဲ့တဲ့အကြောင်းဒေမီယန်ကိုပြောပြနေပါတယ်။ရာဇေကိုကသူ့ကြောင့်ပဲစူပါမန်ဟာအမေရိကန်မှာမမွေးပဲဂျပန်လျာကူဆာမီသားစုထံမှာမွေးဖွားလာတာဖြစ်ကြောင်းပြောပါတယ်။ရာဇေကိုက Flash, Green Lantern, Wonder Woman, Aquaman တို့ရဲ့အတိတ်တွေကိုလည်းပြန်ပြောင်းပြလိုက်ကြောင်းပြောပြပါတယ်။ဒီနောက်ရာဇေကိုကကဘာကြီးကိုအုပ်ချုပ်တဲ့နေရာမှာတူတူပါဝင်ဖို့ဒေမီယန်ကိုပြောပါတယ်။ဒေမီယန်ကညလိုက်တာကြောင့်ရာဇေကိုကဒေမီယန်ကိုဖမ်းချုပ်ထားလိုက်ပါတယ်။ကဘာကြီးပေါ်မှာတော့ဘတ်မန်ဖြစ်ကြောင်းစုံလင်ကိုရှင်းပြနေပါတယ်။ Aquaman, Flash, Superman, Green Lantern တို့ကိုရှင်းပြီးတိုက်ခိုက်ရမယ်ဆိုရင်ဒါမှသူတို့ဘာလုံးနိုင်လဲဆိုတာသိနေတဲ့အတွက်နိုင်ခြေရှိကြောင်းဘတ်မန်ပြောပြပါတယ်။ဂျပန်နိုင်ငံမှာတော့ Aquaman ကတရက်ထိတိုက်ခိုက်ဖို့ဝန်တာဝူမန်ကိုစိန်ခေါ်လိုက်ပါတယ်။သူတို့တိုက်ခိုက်နေကြတဲ့အချိန်မှာ Green Lantern ရောက်လာပြီးဝန်တာဝူမန်ရဲ့ဂိုင်းတောက်တွေအလုံးကိုဖမ်းထားလိုက်ပြီးဖြစ်ကြောင်းပြောပါတယ်။ဘတ်မန်ကဂျပန်နိုင်ငံစီပြန်ရောက်လာပြီး Green Lantern ကိုတိုက်ခိုက်ဖို့ Nightwing ကိုခိုင်းလိုက်ပါတယ်။ Red Robin နဲ့ Red Hood ကတော့တာဝါစီကိုသွားကြပါတယ်။ဝန်တာဝူမန်ကို Aquaman ကတတ်တော်မဲ့အချိန်မှာဘတ်မန်ဝင်ခဲ့လိုက်ပြီး Aquaman ကိုရေအောက်ချဲခေါ်သွားပါတယ်။မန်ကသူ့ကိုရေအောက်ထဲမှာရှင်ချရတာယူနေလို့ဖြစ်ကြောင်းပြောပါတယ်။ဘတ်မန်က ultrasonic ဒိုင်းကိုဖွင့်ပြီး hydrogen နဲ့ oxygen ကိုလျှက်စင်းတဲ့ပေါင်က Aquaman ကိုတိုက်ခိုက်လိုက်တာကြောင့် Aquaman လည်းဓာတ်လိုက်ပြီးတတိမေ့သွားပါတယ်။တခြားတစ်ဖက်မှာတော့ Nightwing ကလည်း Green Lantern ကိုအနိုင်ယူလိုက်ပါတယ်။ Red Robin ကအချိန်ခီးသွားဆွဲရင်ဟာယာကူစာတာဝါမှာရှိနေကြောင်းဘတ်မန်ကိုနှမ်းပြောပါတယ်။ဘတ်မန်ကသူတို့အချိန်ခီးသွားဆွဲရင်ကိုဖျက်ဆီးလိုက်တာနဲ့ဂျပန်ကအရင်လိုပြန်ဖြစ်သွားမှာလို့ပြောပါတယ်။ဒါကိုစေက Flash ရဲ့ကိုကြီးနဲ့ Gotham ကိုတင်ဖို့အတွက်ယာကူစာရေးစေလှော်ပါတယ်။ဒါပေမဲ့ Red Robin နဲ့ Red Hood တို့ကဆက်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒါကြောင့် Flash လည်းတော့ထွက်သွားပြီးသူတို့နောက်ပြေးလိုက်ပါတယ်။သူတို့က Flash ကိုပြန်တိုက်ခိုက်ပေးမယ်အရှာမထင်ဖြစ်နေပါတယ်။သူတို့က Flash ကိုမြို့တစ်ပတ်ပြအောင်ပြေးလိုက်ခိုင်းပါတယ်။ Flash မော်ပြီးပမန်သွားတဲ့အခါမှာ Red Robin ကမေ့စေနဲ့ Flash ချောက်ကိုပြလိုက်ပါတယ်။အဲဒီချိန်မှာစူပါမန်ရောက်လာပြီး Red Robin တို့ကိုတိုက်ခိုက်ပါတယ်။စူပါမန်ကသူတို့ကိုတတ်တော်မဲ့အချိန်မှာဘတ်မန်ရောက်လာပြီးဝင်ခဲ့ပါတယ်။ဘတ်မန်ကစရုပ်ဝစ်ဆောင်ကြီးဝစ်ပြီးစူပါမန်ကိုတွင်တစ်ခုရဲ့များခေါ်ခဲ့ပါတယ်။အဲဒီနောက် Kryptonite ရောင်ကြီးတွေနဲ့ပြစ်တဲ့အခါမှာစူပါမန်လည်းအားလျှော့သွားပြီးတေချာမတိုက်ခိုက်နိုင်တော့ပါဘူး။ဘတ်မန်ကကလေးတယောက်လိုစူပါမန်ကိုအနိုင်ယူလိုက်ပြီး
Kryptonite လက်သီးနဲ့ထိုးလိုက်တာကြောင့် Superman လည်းသတိလစ်သွားပါတယ်။အဲဒီနောက် Batman ကချက်ချင်းပဲရာဇယ်ကိုတိုက်ခိုက်ဖို့တာဝါစီသွားပါတယ်။ Batman ကရာဇယ်ကိုစီရောက်သွားတဲ့အခါမှာတော့ Wonder Woman နဲ့ Batman ရဲ့တပည့်တွေလည်းရောက်လာကြပါတယ်။ဒါပေမဲ့ရာဇယ်ကိုကအချိန်ကြီးသွားစွမ်းရည်စက်ကိုကိုယ်တိုင်ပဲပိတ်ပြလိုက်ပါတယ်။ဒါကြောင့်အချိန်တွေအားလုံးကပေါင်းသွားပြီးတစ်ခုနဲ့တစ်ခုပိုကက်ကကြိုတစ်ခုလုံးပြည့်စည်တော့မဲ့အရေးကိုရင်ဆိုင်လာရောက်ပြီး။ချိန်ကြီးသွားစွမ်းရည်စက်ကသက်ရှိလောကကနေပျောက်သွားတဲ့အတွက်အခြေအနေပိုဆိုးသွားပါတယ်။ဒါပေမဲ့အချိန်ကြီးသွားစွမ်းရည်နဲ့ထိတွေ့ဖို့တဲ့ Batman ကစက်ကိုရအောင်ပြန်ယူပြီးတပည့်တွေနဲ့ပေါင်းကအချိန်တွေပေါင်းမတော့အောင်ခွဲပေးလိုက်ပါတယ်။ယာကူဇာတွေဖြစ်တဲ့ Justice League အဖွဲ့ဝင်တွေလည်းမညတွေပြန်ရအောင်ကလူတွေကိုပြန်ကယ်တင်ပေးပါတယ်။ဒီအချိန်မှာရာဇယ်ကိုတာဝါကိုဖောက်ခွဲလိုက်တာကြောင့်ဂျပန်နိုင်ငံလည်းခေါ်တမ်းမျိုးပေါ်ပြုတ်ကျလာပါတယ်။ဒါကြောင့်ယာကူဇာ Justice League က Batman တို့အဖွဲ့နဲ့ပူးပေါင်းပြီးအန်ဒီမဖြစ်လာစေဖို့ပူးပေါင်းဆောင်ရွက်ကြပါတယ်။အချိန်ကြီးတော့စွမ်းရည်ဆက်ပြတ်စီးသွားခဲ့တဲ့အခါမှာတော့အရာအားလုံးပုံမှန်ပြန်ဖြစ်သွားပြီး Batman လည်း Mystery တွေကိုပြန်ရတဲ့အခါဝမ်းသာနေပါတယ်။ဂျပန်နိုင်ငံကလည်းအရင်လိုပြန်ဖြစ်သွားပါတယ်။ဇာကားလေးကတော့ဒီအထိပါပဲရှင်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။